talent ဆိုတော့တယောက်ချင်းစီမှာတစ်ခုချင်းစီတော့တစ်ခုထပ်ပို့ပြီးတော့လည်းရှိရင်ရှိမယ်ဒါပေမဲ့အခုဒီမှာကြည့်ရှုနေတဲ့ Samsung ချစ်သူတွေအတွက်ပြသပေးခြင်းနဲ့တဦးချင်းစီရဲ့ talent လေးတွေကိုသိကျင်ပါတယ်ဒီတော့ ဘက်ကလည်းစားလိုက်ပါဒီဘက်ကလည်းကြောက်ကြပြီ ကိုဆိုင်ရောနေစားဒီခါကိုဆိုင်ဘက်ကနေစားမယ်ကိုဆိုင်ရဲ့ secret talent ဘာဖြစ်မလဲ ကျွန်တော် epic ဖြစ်ရမယ် ဘာမှတော့အဲ့လိုမျိုးလူမသိသေးတဲ့အစွမ်းအစ secret တော့ဘာမှတော့မရှိဘူးအဲ့ဆိုရင်အဲ့ဆိုလူသိတယ်ဒါပေမဲ့ကိုဆိုင်ပုံမှန်ဆိုရင်ပုံမှန်ဆိုရင်အဲ့ talent မျိုးထုတ်ပြလို့မရှိဘူးပေါ့အဲ့လို talent မျိုးလေးဘာရှိမလဲ စဉ်းစားနေပြီ ဘာပြောပြရင်ကောင်းမလဲမသိဘူး epic talent ကျွန်တော်ဟိုတချို့တငယ်ချင်းတွေပဲသိတယ်ကျွန်တော်နည်းနည်းတခြားဘာသာစကားတွေပြောတတ်တယ် တခြားဘာသာစကားပြောတတ်တယ် ဥပမာဒါ area ပေါ့ဒါ area ရဲ့ကလား တခြားဘာသာစကားဆိုတော့လေစိတ်ထဲမှာထင်မထားဘူး တကယ်ချင်းတွေတော့သိတယ်ကျွန်တော် terrier တွေပါတွေ bulldog လေးနေဆိုရင်တော့ပြောလို့ရတယ် အော် မကြိုက်ဘူးဆိုရင်လက်လို့လာတာ အရင်မိုက်ပါတယ်တကယ်မိုက်ပါတယ် talent လုံးဝ epic talent ပါဟုတ်ကဲ့ပါပရိသတ်လေးပုံမှန်ဆိုရင်ကိုစားဒီလိုမျိုး talent မျိုးထုတ်ပြလေးမြင်ထားရှိအောင်မယ်မထင်ဘူးတကယ်ချင်းတွေလောက်ပဲသိတာပေါ့ မပြောပြဘူး မပြောပြဘူးကိုစားလေးတင်ထားပါဒါဆိုရင်တော့ဟုတ်ကဲ့ပါရှင်အဲ့တော့ကို secret talent ကဘာဖြစ်လဲ ဒီနေရာကြီးမှာ ဒီနေရာကြီးမှာဟောအဲ့ဒါ စေဝါကြီးမှာ ဟိုတယောက်လည်းခံစား ဘယ်လိုလဲခံစားလို့မရ တူပဲခံစားမှုอ่ะဒီနေရာကြီးပါ အဲ့ဒါအဖြစ်ဆုံးပဲ အဲ့လိုပါလားထဲလိုက်တော့မဟုတ်ဘူးပေါ့နော်ဟိုပြောမယ်ကိုတယောက်တည်းပြင်းနေရပေါ့နော်တငယ်ချင်းတွေနဲ့အမြဲတငယ်ချင်းတွေကိုလှုပ်လှုပ်ပြနေကြအရာပေါ့နော် ဟုတ် အဲ့